counseling ဆိုတာဟာကျမတို့နေ့စဉ်ကြုံတွေ့နေရအခက်အခဲတွေကိုကိုယ်တိုင်ဖြေရှင်းဖို့ခက်ခဲနေတဲ့သူတွေတို့မို့ကာလကြာမြင့်စွာစိတ်ဖိစီးမှုခံစားနေရတဲ့သူတွေကိုကျမတို့စနစ်တကျနားထောင်ဆွေးနွေးပေးခြင်းအပြင်သူတို့ရဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချပေးရမှာကသူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုသူတို့ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့အတွက်အတူတကွအကူအညီဖြေရှင်းပေးတဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်အကြံဉာဏ်ပေးခြင်းတက်တဲ့အဖြေပေးခြင်းတက်တဲ့အမားနဲ့အမှန်ကိုဆုံးဖြတ်ပေးခြင်းတက်တဲ့မဟုတ်ပါဝေဖန်ခြင်းလည်းမဟုတ်ပါအတူတူလက်တွဲအဖြေရှာခြင်းဖြစ်တယ် counseling ကိုလူတိုင်းကမလိုအပ်ပါဘူးစိန်ခေါ်မှုခက်ခဲတွေကိုကြော်ဖြတ်နိုင်တဲ့စွမ်းလူတိုင်းမှာရှိတယ်ဂယုပြုနှစ်သိမ့်ဆွေးနွေးခြင်းကိုရယူဖို့လိုအပ်နေတဲ့သူတွေကတော့စိတ်ဖိစီးမှုများပြီးပြဿနာများအလဲလမ်းပြောင်းနေသူတွေမကောင်းတဲ့အသွေးတွေအနုလက္ခဏာဆောင်တဲ့အသွေးတွေကိုပဲနေ့စဉ်နဲ့အမျှအချိန်တိုင်းတွေးနေမိသူတွေမျောလင့်ချက်ယုံကြည်ချက်တွေပျောက်ဆုံးနေသူတွေမိမိကိုအချိတ်ဆက်မမိတော့တဲ့သူနေရာတစ်ခုမှနောက်နေရာတစ်ခုသို့အခြေအနေတစ်ခုမှနောက်အခြေအနေတစ်ခုသို့ပြောင်းလဲတော့မဲ့သူကိုယ့်ရဲ့ဖြစ်တည်နေမှုအပေါ်မှာကျဉ်းနဲ့ရောက်ရခြင်းမရှိတော့တဲ့သူအရေးကြီးတာက counseling ယူရဲဆိုတာဟာအားနည်းချက်ရှိနေလို့ချွေရင်ချက်ရှိနေလို့မဟုတ်ပါဘူးလူတစ်ယောက်ရဲ့အကိုရီကိုသွေးကြီးပြင်းလာတဲ့မိသားစုနောက်ခံအကြောင်းအရာတွေဖြတ်တန်းလာတဲ့ဘဝတွေးကြုံမိမိတာဝန်ယူထားရတဲ့အခက်အခဲနဲ့တာဝန်ဝတ္တရားတွေမတူညီတာကြောင့်လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ resilient လို့ခေါ်တဲ့ခံနိုင်ရည်စွမ်းအားမတူတာဖြစ်တယ်စနစ်တကျလေ့လာသင်ကြားတော့သူထမ်းမှသာရယူတင်ပါလေCare Counseling Project မှာခါမဲရယူနိုင်ပါတယ်